Photoshop မှာ composition လုပ်ရတာအရင်ခက်တယ်လို့ထင်နေလား Lighting color share တွေ match မဖြစ်လို့အချိန်ကုန်နေပြီလားဒီနေ့တော့ New AI Harmonize 2နဲ့အဲ့ဒီအခက်အခဲတွေကို one click နဲ့ဖြေရှင်းနိုင်ပါပြီဒီဗီဒီယိုမှာ Photoshop ရဲ့ AI Power Harmonize 2ကိုအသုံးပြုပြီးတော့ beginner တွေတော့ pro level composition လုပ်နိုင်တဲ့နည်းလမ်းကိုပြောပြပေးမှာပါ Harmonize 2ဆိုတာ image နှစ်ခုဒါမှမဟုတ်အများကြီးကိုပေါင်းတဲ့အခါမှာ color tone lighting shadow overall mood အဲ့ဒါတွေကို AI ကအလိုလျောက် match လုပ်ပေးတဲ့ feature တစ်ခုပါအရင်တော့က manual color grading လုပ်ရတဲ့အလုပ်တွေကိုအခု AI ကစက္ကန့်အနည်းငယ်အတွင်းပြီးစီးစေပါတယ်ဥပမာတစ်ခုကြည့်ပါမယ် subject တစ်ခုကို background အသစ်တစ်ခုနဲ့ထည့်လိုက်တယ်ဆိုပါတော့အရင်တော့ဆိုရင် color balance ချိန်တာ shadow ထည့်တာ exposure adjust လုပ်တာ gradient map တွေတုံးဆိုပြီးတော့အဆင့်များများလုပ်ရပါတယ်ဒါပေမဲ့ Harmonize 2ကိုသုံးလိုက်ရင် subject ကို select လုပ် Harmonize ကို click တစ်ချက်နှိပ်လိုက်တာနဲ့ AI က background နဲ့ perfectly match ဖြစ်အောင် auto adjust လုပ်ပေးပါလိမ့်မယ် Harmonize 2က beginner friendly time saving realistic results professional workflow ဆိုတဲ့အားသာချက်တွေရှိပါတယ် freelancer တွေ content creator တွေ designer တွေအတွက်တော့ game changer လို့တောင်ပြောလို့ရပါတယ်ဒီ tools ကို photo manipulation advertising design thumbnail creation social media content တွေမှာအရင်သုံးဝင်ပါတယ် especially YouTube thumbnail လုပ်တဲ့သူတွေဆိုရင် clip by quality ကိုတစ်ဆင့်မြင့်ပေးနိုင်ပါတယ် Photoshop ရဲ့ AI Harmonize 2က composition ကိုအလွယ်ကူဆုံးနဲ့အမြန်ဆုံးဖြစ်အောင်ပြောင်းလဲပေးနေပါတယ် design skill နည်းနည်းပဲရှိတဲ့သူတွေတော့ pro level research ရနိုင်တဲ့ခေတ်ကိုရောက်လာပါပြီခုလို design နဲ့ AI tools ကြောင်းလေးတွေကိုသိချင်တယ်ဆိုရင် channel လေးကို like and follow လေးလုပ်ထားဖို့မမေ့ပါနဲ့